စကားတွေများလို့လားဘာဖြစ်လို့အဲ့လိုမျိုးကြီးလောက်သွားတော့သူက သူအတိရတိုင်းအတိုင်းပဲနိုင်တယ်စီတာလို့ ဟုတ်လားရကြရတနာပါလေကဲအခုကဲသူကထောင်ကျသွားပြီမိထွက်ပြီလားကလေးလေးပဲပြီ ကလေးရ23ရက်ဒီနေ့ 23ရက်ဟောငယ်လေးအောင်ဒုက္ခတွေရောက်လို့လောက်ကြပါမယ်အားဆိုရင်တော့ကလေးလေးကငယ်လေးရမ်းငယ်လေးနော်ခုဒီရပိုင်းတွေ့ရတယ်လေကျွန်တော်မှအမွှာလေးကြီးပဲအဲ့လိုဖြစ်နေတယ်ကလေးလေးကတော်ကြီးဒုက္ခရောက်တာဆိုဆိုးလွန်းနေအခုဘယ်လိုလောက်ကြတော့အတော့အိမ်မှာကတ်နေရလား တော့ကျွေးထား အတော့ခေါ်ကြွေးထားတာဟောပြ သူကလည်းမပြေးလဲဘူး သူကလည်းမပြေလဲဘူးသူကလည်းဟိုပေါင်ပုံပေးတာလေးဆိုင်ကလေးနဲ့လက်ရောင်းတာ ဆိုင်ကနေလက် ဟိုတော့ဆိုင်ကလေးနော် ဟုတ်တယ် အဲ့ဒါလေးကိုလက်ရောင်းအဲ့ဒါလေးလက်ရောင်းပြီးတော့ညီမတို့ကိုပြုစုနေရတာဟိုချမ်းသာလို့တော့မဟုတ်ဘူးဒီတိုင်းလေးပဲ ဟုတ်တယ်ချမ်းသာလို့ ညီမလည်းအလုပ်တွေပါလုံးမပေးနိုင်ဘူးဒီကလေးလေးက20ကျော်ရှိသေးတယ်ဆိုတော့လေတကယ်တနာပါတယ်ယောက်ျားဖြစ်တော့ဒူလန်းဒူလျှောက်သွားပြီနိုင်မဲ့ကြံခဲ့တဲ့ညီမတို့တော့ဒုက္ခပင်လေးတွေဝေးသွားပြီပေါ့အခုကျတော့မိခင်တို့တိုက်တာလားဘယ်လိုလုပ်ရတော့ လို့ပဲတိုက် လုံလောက်လား2ယောက်လုံးလေတော့ အဲ့လိုသူကနူကတားမှာဖြစ်တော့ဆို့သွားလို့မလုံလောက်ဘူး လုံးမပေါ်ဘူးပေါ့ဟုတ်ပါကလေးလေးတွေငိမ့်နေမိမ့်နေငင်းရလောက်တေးရက်20ကျော်ဆိုငါညီမဟုတ်ပါကွာနော်ဟုတ်ပြီအဲ့ဒါဆိုရင်ငါညီမအလူငွေလေးလှူပေးပါအောင်မယ်နော်ငါညီမတို့မိသားစုလေးစာဝန်တွေလဲပတ်ဖို့ရအတွက်နော်အလူရှင်နာမည်လေးပြောပေးအောင်မယ်နားထောင်ပေးလိုက်အောင်တစ်ချက်လောက်နော်အလူရှင်ကကျွန်တော်တို့မယွန်းလေးတရုတ်ပြည်ကြီးရတိုင်းမှာ2သိန်းလှူထားလေးရှိရနော်အဲ့2သိန်းလှူပေးမယ်ပြီးရင်ကျွန်တော်တို့ဘယ်လိုရှိမလဲဆိုရင်ဘောဓမာလေးရဲထားရလှူထားတဲ့အလူငွေလေးရှိတယ်အဲ့ထဲတိုင်းမှာကျွန်တော်2သိန်းထပ်ပြေးပြီးမယ်စုစုပေါင်း3သိန်းထိထောက်ပံ့ပေးကြလိုက်မယ်နော်ခုတော့ဘယ်လိုရှေ့ဆက်ကြောက်ပါမယ်ဘယ်လိုတွေတွေးထားကြတော့ ကလေးကြီးမလေးလေးနဲ့လုံးလုံးမယ်လို့ တွေးထားတယ်။မညီမအခုတက်ဘယ်လောက်လဲ 20ခွန် 20မွေးလာတာလေအမွာလေးဟိုအဲ့လိုယောက်ျားကိုအခုညီမကစိတ်နာသွားပြီလားတိုင်ရောသေးရှိသေးလား မစိတ်နာ စိတ်နာသွားပြီဒါပေမဲ့လူဘက်ကများအမားတွေပါတွေပြင်ဆင်မယ်တကယ်လိမ့်ပါမယ်ဆိုရင်တော့ပေါင်းအောင်မှာပေါ့ဘာလို့ဆိုတော့ကိုကလေးကမွေးထားတာအမွာဆိုရှည်ရရှည်လေးတော့နော်လောသေးတော့သူကဟိုဘက်မှာဖမ်းသွားပြီဆိုတော့အမလုံးမရတော့နော်ကဲဟုတ်ပြီအဲ့ဒါအလူငွေလေးထောက်ပံ့အောင်အလူငွေလေး3သိန်းလက်ခံပေးပါအောင်ပြနော်ဒီပေါ်လေးတင်ထားလိုက်မယ်ရကလေးပွေးထားလိုက်နော်အလုံးစင်ပြကြပါလေနော်ငါညီမတို့လည်းဒုက္ခတွေပင်လေးဝေနေရ